ယောက်ျားလေးတစ်ယောက်အတွက်ကမ္ဘာမြင့်ဆုံးနေရာကိုရောက်ရှိသွားတာထက်ပိုပြီးပြောစရာကောင်းတဲ့ကိစ္စတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ကိုအောင်မြင်သွားတဲ့အချိန်မှာကိုတစ်ဖက်သက်ဆွဲလန်းနှစ်သက်ခံခဲ့ရတဲ့အမျိုးသမီးဟာကိုကိုအတိမတ်ပြုချီးကျူးစကားဆိုလာတာမျိုးပါပဲ။မင်္ဂလာပါပရိသတ်ကြီးရှင်။ဒီနေ့မှာတော့အချိန်လေးသာကြာသွားပေမဲ့အခုဒီပရိသတ်တွေကြားမှာပြောမကုန်နိုင်အောင်ရင်ခုန်စရာကောင်းနေစေဖြစ်တဲ့မြမပထမဆုံး UFC Fighter ဂျိုရှာဗန်နဲ့မင်းသမီးကျော်မိုးဟီကိုရဲ့ Dream Come True ဖြစ်ရလေးပဲဖြစ်ပါတယ်။ဂျိုရှာဗန်ဟာကမ္ဘာကျော် UFC Fighter တယောက်မဖြစ်ခင်နာမည်မကြီးခင်ကတည်းကမိုးဟီကိုဟာသူ့ရဲ့ crush ဖြစ်ကြောင်းကိုပုံမှန်လေးလေးဝန်ခံခဲ့သူပါ။အင်တာဗျူးတွေမှာလည်းငါချန်ပီယံဖြစ်မှမမမို့ကိုသွားတွေ့မယ်။ချန်ပီယံဖြစ်မှပဲဖွင့်ပြောမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ကြိုးစားခဲ့တာပါ။ဒါဟာရိုတန်ဝါသနာရှင်တယောက်ရဲ့စိတ်ကူးယဉ်မှုမျိုးမဟုတ်ပဲသူ့ရဲ့ပြင်းထန်ဆုံးလေ့ကျင့်မှုတွေအတွက်အားစိတ်တစ်ခွက်ဖြစ်ခဲ့ပုံရပါတယ်။ချန်ပီယံခပတ်ကိုရယူနိုင်မှာကိုချီယာရီသူရှိမှဂုံယူဝင်ကြွားစွာရပ်တည်နိုင်မယ်ဆိုတဲ့ဆွဲကသူ့ UFC ရဲ့ flyweight တန်းမှာဘရင်တဆူဖြစ်လာစေခဲ့တာပါပဲ။တကယ်လဲဂျိုရှာဖန်ဟာသူ့ကတိအတိုင်းတည်ခဲ့ပါတယ်။ပြိုင်ဘက်တွေကိုလေးထုတ်ပြီးမြမကုံကပလေးမှာတောက်ပစီခဲ့တဲ့ပြင်သူ့ရဲ့နှလုံးသားတကားကိုလည်းခောက်နိုင်ခဲ့ပါတယ်။သူ့ရဲ့အောင်ပွဲပြီးမှာတော့အားလုံးကမမျှော်လင့်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့မင်းသမီးကျော်မိုးရီကိုကိုရန်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဂျိုရှာဗန်ကိုဂုဏ်ယူပါတယ်တကယ်ကိုတော်လွန်းပါတယ်ဆိုတဲ့စာသားလေးနဲ့အတူချီးကျူးဂုဏ်ပြုခဲ့တာပါပဲဒါဟာဂျိုရှာဗန်အတွက်တော့ UFC ခပတ်ထက်တောင်ပိုပြီးတန်မှုရှိရဲ့ဆုလက်တစ်ခုဖြစ်ခဲ့မှသိကြပါပဲပရိသတ်တီအားကြဆုံးအချိန်ကတော့သူတို့နှစ်ယောက်ပြင်မှာတကယ်ဆုံတွေ့ခဲ့ကြတဲ့အချိန်ပါပဲတမနီလိုမှာကြောတဲ့ဖိုက်တာကြီးဂျိုရှာဗန်တယောက်မမမှုရှိရောက်တဲ့အခါမှာတော့ကလေးလေးတယောက်လိုရှက်ပြုံးနေနဲ့ပြုံနေတာကိုမြင်တွေ့ခဲ့ရပါတယ်ပရိသတ်တီကတော့ဒါမိုးဟီကိုကမိစိမ့်ပြလိုက်တာပဲလို့စနှုတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့မိုးဟီကိုဟာဘသူ့ကိုမှတလောက်ထိလူသိရှင်ကြားလေးပေးဂုဏ်ပြုလို့မရှိတာကြောင့်ပါပဲ။ဂျိုရှာဘဲယူသားမှုနဲ့စူးစမ်းမှုတွေဟာမင်းသမီးရဲ့နှလုံးသားတကားကိုတကယ်ပဲခောက်နိုင်ခဲ့တာလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။အခုဆိုရင်အဲ့ဒီပွဲတွေအဲ့ဒီဖြစ်ရပ်တွေကအချိန်တစ်ခုတည်းကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့သူတို့နှစ်ယောက်ရဲ့ဇလန်းလေးကတော့အောင်မြင်မှုကိုရှာဖွေနေတဲ့လူငယ်တွေအတွက်ရောအချစ်ကိုကိုးကွယ်သူတွေအတွက်ပါအားကြောင့်စရာအမတ်တရားတစ်ခုဖြစ်နေစေပါယောက်ျားလေးတယောက်ကကိုချရတဲ့သူအတွက်ထိုက်တန်တဲ့သူဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဘယ်လိုအရာမျိုးကိုမဆိုအောင်နိုင်နေဆိုတာဂျိုရှာဗန်ကတက်တည်ပြခဲ့တာပါပဲဂိမ်းပရိသတ်ကြီးရောသူတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ဆက်ဆံရေးလေးကိုဘယ်လိုမြင်ကြလဲဆိုတာ comment မှာဆွေးနွေးပေးသွားကြပါအောင်ရှင်